တုတ်တန်ကျမ်းအခန်းကြီး16စိတ်နှလုံးအကြံစီတို့သည်လူနှင့်ဆိုင်ကြ၏ရှာနှင့်ပြန်ပြောချက်ကိုကထာဝရဘုရားပိုင်တော်မူ၏လူသည်မိမိကျင့်သမျှသောအကျင့်တို့ကိုနှစ်သက်တတ်၏ထာဝရဘုရားမူကားစိတ်တဘောတို့ကိုချိန်တော်မူ၏ကိုပြုသောအမှုတို့ကိုထာဝရဘုရား၌အလောသူပြုလျင်သင်၏အကြံစီတို့သည်တည်ကြလိမ့်မည်ထာဝရဘုရားသည်ခတ်သိမ်းသောအရာတို့ကိုကိုတော်အဖို့မတရားသောသူတို့ကိုလည်းဘေးဒဏ်ခံရသောနေ့အဖို့ဖန်ဆင်းတော်မူ၏မာနကြီးသောသူအပေါင်းတို့ကိုထာဝရဘုရားဆက်ဆုပ်ယွန်ရှာတော်မူ၏သူတို့သည်အသင်းဖွဲ့တော်လဲအပြစ်ဒဏ်နှင့်မလွတ်ရကြဂရုဏာတရားနှင့်သစ္စာတရားအပြင်အပြစ်ပြေတတ်၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောအပြင်ဒုစရိုက်ကိုရှောင်တတ်၏လူကျင့်သောအကျင့်တို့ကိုထာဝရဘုရားသည်နှစ်သက်သောအခါထိုသူဤရန်သူကိုပင်သူနှင့်တင့်တယ်စေတော်မူ၏ဖြောင့်မတ်ခြင်းပါရမီနှင့်ရှင်သောဥစ္စာအနှဲငယ်သည်မတရားသဖြင့်ရသောဥစ္စာအများထက်သာ၍ကောင်း၏လူသည်မိမိသွားရာလမ်းကိုစိတ်ထဲမှကြံစည်၏သို့တော်လည်းသူ၏ခြေရာတို့ကိုထာဝရဘုရားစီရင်တော်မူ၏ရှင်ဘုရင်၏နှခမ်းတော်၌ဗျာဒိတ်တော်ရှိသည်ဖြစ်၍တရားဆုံးဖြတ်ရာအမှု၌နှုတ်တော်သည်မမှားစေနှင့်မှန်သောအလေးနှင့်မှန်သောချိန်ခွင်သည်ထာဝရဘုရား၏ဥစ္စာဖြစ်၏အလေးအိတ်၌ပါသမျှသောအလေးတို့သည်စီရင်တော်မူရာဖြစ်ကြ၏ရှင်ဘုရင်ပြုသောဒုစရိုက်သည်ဆက်ဆုပ်ယွန်ရှာဖွယ်ဖြစ်၏အကြောင်းမူကားယာဇပလင်သည်ဖြောင့်မတ်ခြင်းအဖြစ်သာတည်တတ်၏ဖြောင့်မတ်သောနှခမ်းတို့သည်ရှင်ဘုရင်နှစ်သက်တော်မူ၏မှန်ကန်စွာပြောသောသူကိုရှင်ဘုရင်ချစ်တတ်၏ရှင်ဘုရင်၏အမျက်သည်သေမင်းတမန်ကဲ့သို့ဖြစ်၏သို့တော်လည်းပညာရှိသောသူသည်အမျက်တော်ကိုဖြေတတ်၏ရှင်ဘုရင်မျက်နှာပွင့်လန်းသောအပြင်အသက်ချမ်းသာရ၏ကျေးဇူးတော်သည်နောက်ရွာသောမိုးတိမ်ကဲ့သို့ဖြစ်၏ရွှေကိုရတတ်ခြင်းထက်ပညာကိုရတတ်ခြင်းသည်အလွန်ကောင်း၏ငွေကိုအမျက်မထားဉာဏ်နှင့်ပြည့်စုံခြင်းကိုအမျက်ထားเสียအလွန်ကောင်း၏ဖြောင့်မတ်သောသူလိုက်သောလမ်းမူကားဒုစရိုက်ကိုရှောင်ခြင်းတည်းထိုလမ်းမှမလွဲပဲအမြဲလိုက်သောသူသည်မိမိအသက်ဝိညာဉ်ကိုစောင့်တတ်၏မာနသည်ပျက်စီးခြင်းအရင်ထောင်လွှားသောသဘောသည်ရှုတ်ချခြင်းအရင်၌နေရာကျတတ်၏စိတ်နှိမ်ချသောသူတို့နှင့်ပေါင်းဖော်၍စိတ်နှိမ်ချခြင်းသည်မာနကြီးသောသူတို့နှင့်ဆက်ဆံ၍လူယူသောဥစ္စာကိုဝေမျှခြင်းထက်သာ၍ကောင်း၏ပညာနှင့်အမှုဆောင်သောသူသည်အကျိုးကိုရလိမ့်မည်ထာဝရဘုရားကိုခိုလှုံသောသူသည်လည်းမင်္ဂလာရှိ၏လိမ္မာသောစိတ်သဘောရှိသောသူသည်ပညာတတိရှိသည်ဟုကြော်စောရာသို့ရောက်တတ်၏ချိုသောစကားကိုပြောတတ်သောနှုတ်တတိသည်လည်းပညာအတတ်ကိုတိုးပွားစေတတ်၏ဉာဏ်ပညာကိုရသောသူသည်အသက်ဆန်းရည်တွင်ကိုရ၏မိုက်သောသူတို့၏တုန်တင်ခြင်းမူကားမိုက်ခြင်းဖြစ်၏ပညာရှိသောသူ၏နှလုံးသည်သူ၏နှုတ်ကိုတုန်တင်၍သူ၏နှခမ်းတို့၌ပညာအတတ်ကိုထပ်လောင်းတတ်၏တာယာသောစကားတို့သည်ပြားလပုတ်ကဲ့သို့၎င်းစိတ်ဝိညာဉ်ကိုချိုမိန်လျက်ကိုယ်အယိုးကိုကျမ်းမာစေလျက်ရှိကြ၏လူထင်သည့်အတိုင်းမှန်သောလက္ခဏာရှိသောလေအဆုံး၌တည်ခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏အလုတ်လုတ်သောသူသည်မိမိပါဇက်တောင်းသောကြောင့်မိမိအဖို့လုတ်တတ်၏အတ္တမလူသည်မကောင်းသောအမှုကိုကြိုးစား၍ကြံစီတတ်၏သူ၏နှခမ်း၌လောင်သောမိကဲ့သို့ရှိ၏တဘောကောက်သောသူသည်ရံမျိုးစေ့ကိုကျဲတတ်၏ဂုံးတိုက်သောသူသည်လည်းမိတ်ဆွေတို့ကိုကွဲပြားစေတတ်၏ကြမ်းကြုတ်သောသူသည်အိမ်နီးချင်းကိုချော်မော်၍မကောင်းသောလမ်းထဲသို့သွေးဆောင်တတ်၏ကောက်သောအကြံကိုကြံစီခြင်းကမျက်စိမိတ်၍နှခမ်းတို့ကိုလှုပ်သဖြင့်ဆိုးရုပ်သောအမှုကိုပြီးစီးတတ်၏ဖြူသောသပင်သည်ဖြောင့်မတ်ခြင်းတရားလမ်း၌တည်လျင်ဘုံကြီးသောတရဖူဖြစ်၏
စိတ်ရှိသောသူသည်ခွန်အားကြီးသောသူထက်၎င်းမိမိစိတ်ကိုချုပ်တီးသောသူသည်မြို့ကိုတိုက်ယူသောသူထက်၎င်းတာ၍ကောင်း၏စည်ရည်တန်တို့ကိုအိတ်ထဲ၌လောင်းလက်ရှိရာတွင်ခွဲဝေစီရင်ခြင်းအမှုကိုထာဝရဘုရားပိုင်တော်မူ၏သုတ်တန်ကျမ်းအခန်းကြီး7တအိမ်လုံးပြည့်သောရစ်ပူဇော်ပွဲကိုရန်တွေ့သောစိတ်နှင့်စားရသည်ထက်ငြိမ်သက်ခြင်းနှင့်ရှင်သောမုတ်တလုစာသည်တာ၍ကောင်း၏ပညာရှိသောကျွန်သည်အဆက်ခွဲသောသားကိုအုပ်ဆို၍ညီအကိုတို့နှင့်အတူအမွေခံတတ်၏ငွေစစ်စရာဖို့မိုက်ကို၎င်းရွှေစစ်စရာဖို့မီးဖို့ကို၎င်းသုံးတတ်၏စိတ်နှလုံးကိုကထာဝရဘုရားစစ်တော်မူ၏မတရားသဖြင့်ပြုသောသူသည်မုသာစကားကိုယုံတတ်၏မုသာသုံးသောသူသည်လည်းစိုးညစ်သောစကားကိုနားထောင်တတ်၏စင်ရဲသားတို့ကိုမထီလေးစားပြုသောသူသည်ဖန်ဆင်းတော်မူသောဘုရားကိုကဲ့ရဲ့၏သူတစ်ပါး၌ဘေးရောက်လျင်ဝမ်းမြောက်တတ်သောသူသည်လည်းအပြစ်ဒဏ်နှင့်မလွတ်ရမြေတို့သည်အသက်ကြီးသောသူ၏တရဖိုးဖြစ်၏သားတို့၏ဘုံကားအပတိမြတ်သောစကားသည်မိုက်သောသူနှင့်မတော်မသင့်ထိုမြတ်မကမုတာစကားသည်မင်းနှင့်မတော်မသင့်လက်ဆောင်သည်ခံသောသူအထင်အတိုင်းကြောက်မြတ်ကဲ့သို့ဖြစ်၍မျက်နှာပြုလေရာရာ၌အောင်တတ်၏သူတစ်ပါးပြစ်မှားသောအမှုကိုဝှက်ထားသောသူသည်မေတ္တာကိုပြုစု၏ကြားပြောသောသူမူကားမိတ်ဆွေတို့ကိုကွဲပြားစေ၏မိုက်သောသူသည်ဒဏ်ချက်တရားကိုအမှုထားသည်ထက်ပညာရှိသောသူသည်ဆုံးမသောစကားကိုတာ၍အမှုထားတတ်၏ပုန်ကန်သောသူသည်မတရားသောအမှုကိုသာပြုစုတတ်၏ထို့ကြောင့်ကြမ်းကြုတ်သောတမန်ကိုသူစီသို့ဆေလွှတ်ရ၏မိုက်သောစိတ်ထဆဲရှိသောလူမိုက်နှင့်မတွေ့ပါစေနှင့်သားငယ်ပြောက်သောဝမ်းမနှင့်သာ၍တွေ့ပါစေသောအကျဉ်သူသည်ဂျေစုကိုမသိမကောင်းသောအမှုနှင့်ဆက်၏ထိုသူ၏အိမ်သည်မကောင်းသောအမှုနှင့်မကင်းမလွတ်ရရန်တွေးဆအမှုသည်ရေကန်ပေါင်ပေါက်ဆကဲ့သို့ဖြစ်သောကြောင့်ရန်မတွေ့မီတွေ့เสียအကြောင်းကိုရှောင်လောမတရားသောသူတို့ကိုအပြစ်မှလွတ်သောသူနှင့်ဖြောင့်မတ်သောသူတို့ကိုအပြစ်စီရင်သောသူနှစ်ယောက်လုံးတို့ကိုထာဝရဘုရားဆက်ဆုပ်ယွန်ရှာတော်မူ၏မိုက်သောသူသည်ပညာကိုအလိုမရှိသည်ဖြစ်၍ပညာအဖိုးကိုအဘယ်ကြောင့်သူ၌အယသနည်းအဆွေခင်ပွန်းသည်အခါခတ်သိမ်းချစ်တတ်၏ညီအကိုသည်ဒုက္ခကာလအဖို့မွေးဖွားလျက်ရှိ၏ညံမဲ့သောသူသည်လဝါချင်းရိုက်၍အဆွေခင်ပွန်းရှိမှအာမခံတတ်၏ရန်တွေ့ခြင်းကိုနှစ်သက်သောသူသည်လွန်ကျူးခြင်းကိုလည်းနှစ်သက်တတ်၏မိမိတကားကိုချီးမြှင့်သောသူသည်ပျက်စီးခြင်းကိုရှာတတ်၏သဘောကောက်သောသူသည်ကောင်းသောအကျိုးကိုမတွေ့တတ်စကားလိမ်သောသူသည်ဘေးဥပတ်နှင့်တွေ့ကြုံတတ်၏မိုက်သောသူကိုဖြစ်ပွားစေသောသူသည်မိမိကိုမိမိဝမ်းနည်းစေတတ်၏မိုက်သောသူ၏အပါ၌ဝမ်းမြောက်စရာအကြောင်းမရှိစိတ်ရွှေလန်းခြင်းသည်ကြမ်းမာစေတတ်၏စိတ်ပြည့်ခြင်းမူကားအယိုးတို့ကိုတွေးချောက်စေတတ်၏မတရားသောသူသည်တရားလမ်းကိုဖျက်သောအဖိုးတစိုးကိုသူတစ်ပါး၏ခပိုက်အိတ်ထဲကနှိုက်ယူတတ်၏ဉာဏ်ရှိသောသူသည်ပညာကိုမျက်မှောက်ပြုတတ်၏မိုက်သောသူ၏မျက်စိမူကားမြေကြီးစွန်းတိုင်အောင်လှည့်၍ကြည့်ရှုတတ်၏မိုက်သောသူသည်အဘဝမ်းနည်းစရာအကြောင်းမွေးသောအမိစိတ်ညစ်စရာအကြောင်းဖြစ်၏ဖြောင့်မတ်သောသူကိုအပြစ်ဒဏ်မပေးကောင်းတရားသဖြင့်စီရင်သောမင်းကိုလည်းမထိခိုက်ကောင်းသိပ္ပံအတတ်နှင့်ပြည့်စုံသောသူသည်စကားမများတတ်ဉာဏ်ကောင်းသောသူသည်လည်းအေသောစိတ်ရှိတတ်၏မိုက်သောသူပင်တိတ်ဆိတ်စွာနေလျင်ပညာရှိဟု၍၎င်းမိမိနှုတ်ကိုမဖွင့်ဘဲနေသောသူကိုလည်းဉာဏ်ကောင်းသောသူဟု၍၎င်းသူတစ်ပါးထင်တတ်၏
တန်ကျန်အခန်းကြီး78သူတပါးများနှင့်မယောနောသောသူသည်မိမိစေတနာအလိုရှိသည့်အတိုင်းရှာဖွေ၍ပညာယတနာအမျိုးမျိုးကိုစူးစမ်းမွေနှောက်တတ်၏မိုက်သောသူမူကားမိမိစိတ်တဘောကိုပြเสียအခွင့်မှတပါအခြားသောအကြောင်းကြောင့်ဉာဏ်ပညာ၌မပျော်မွေ့တတ်မတရားသောသူလာသောအခါမထီမဲ့မြင်ပြုခြင်းကိုခံရ၏ဂုံအတည်ပြတ်သောအခါကဲ့ရဲ့ခြင်းကိုလည်းခံရ၏နှုတ်ထွက်သောစကားသည်နှက်သောရည်ကဲ့သို့၎င်းပညာဆိုင်ရည်တွင်သည်ရည်စည်းသောမင်းကဲ့သို့၎င်းဖြစ်၏တရားတွေ့ရာအမှု၌ဖြောင့်မတ်သောသူကိုရှုံးစေခြင်းကမတရားသောသူ၏မျက်နှာကိုမထောက်ကောင်းမိုက်သောသူ၏နှကန်းတို့သည်ရန်တွေ့တတ်၏သူ၏နှုတ်သည်လည်းအပြစ်ဒဏ်ကိုတောင်းတတ်၏မိုက်သောသူ၏နှုတ်သည်ပျက်စီးရာအကြောင်းနှကန်းတို့သည်လည်းမိမိအသက်ကိုကြော့မိရာအကြောင်းဖြစ်၏ဂုံတိုက်သောသူ၏စကားသည်မိန်သောခဲပွဲစားပွဲကဲ့သို့ဖြစ်၍ဝမ်းအတွင်းသို့ဝင်တတ်၏အလုတ်လုတ်သောအခါပြီးရသောသူသည်မိမိဥစ္စာကိုအချီးနှီးကုန်စေသောသူနှင့်ညီအကိုတော်ပေ၏ထာဝရဘုရား၏နာမတော်သည်ခိုင်ခန့်သောရဲတိုက်ဖြစ်၍ဖြောင့်မတ်သောသူတို့သည်ပြီးဝင်သဖြင့်လုံခြုံစွာနေရကြ၏ငွေရတတ်သောသူကငါစည်းစိမ်သည်ခိုင်ခန့်သောမြို့ဖြစ်၏မြင့်သောမြို့ရိုးနှင့်တူသည်ဟုထင်တတ်၏ပစ္စည်းချင်းအရင်၌လူသည်စိတ်မြင့်ခြင်းဤနေရာဂုံအတည်အရင်၌နှိမ့်ချခြင်းဤနေရာရှိ၏အကျိုးအကြောင်းကိုမစစ်မီအမှုစီရင်သောသူသည်မိုက်သောအပြစ်အဆက်ကွဲရသောအပြစ်ရှိ၏လူဤစိတ်ဝိညာဉ်သည်မိမိနာခြင်းဝေဒနာကိုခံနိုင်၏ကြည်ကွဲသောစိတ်ကိုကအဘယ်သူတီးခံနိုင်သနည်းတမာတတိရှိသောသူ၏စိတ်နှလုံးသည်ပညာအတတ်ကိုတိုးထားတတ်၏ပညာရှိသောသူ၏နားသည်လည်းပညာစကားကိုရှာတတ်၏လူ၌ပါသောလက်ဆောင်အားဖြင့်လမ်းရှင်းလင်း၍လူကြီးထံသို့ဝင်ရသောအခွင့်ရှိတတ်၏ကိုအမှုကိုအဦးဆောင်၍ပြောသောသူသည်ဖြောင့်မတ်ရာသို့ရောက်တော်လေအိမ်နီးချင်းလာ၍စစ်ကြောတတ်၏စီရီတံပြုခြင်းအပြင်အငင်းအခုံငင်း၍အာကြီးသောသူတို့အမှုကိုဆုံးဖြတ်တတ်၏အညိုးထားသောညီအကိုသည်ခိုင်ခန့်သောမြို့ထက်သာ၍ခက်၏ညီအကိုရန်တွေ့ခြင်းအမှုသည်ရဲတိုက်တကားခြင်းကဲ့သို့ဖြစ်၏လူသည်မိမိနှုတ်၏အသီးနှင့်ဝမ်းပြေရ၏မိမိနှုတ်ခမ်းတို့၏စီးပွားနှင့်ဝါရ၏ရှာသည်အသက်သေးခြင်းနှင့်ရှင်ခြင်းကိုအစိုးရ၏ရှာကိုနှစ်သက်သောသူသည်လည်းရှာ၏အသီးကိုစားရ၏မယားကိုရသောသူသည်ကောင်းသောအရာကိုရ၍ထာဝရဘုရား၏ကျေးဇူးတော်ကိုခံရ၏ဆင်းရဲသောသူသည်တောင်းပန်တတ်၏ငွေရတတ်သောသူမူကားကြမ်းတမ်းစွာပြန်ပြောတတ်၏အပေါင်းအဖော်များသောသူသည်အကျိုးနည်းရှိတတ်၏မိတ်ဆွေမူကားညီအကိုဆွဲကပ်သည်ထက်သာ၍ဆွဲကပ်တတ်၏တုတ်တန်ကျန်အခန်းကြီး19ကောက်လိန်သောစကားကိုသုံးတက်သောလူမိုက်ထံဖြောင့်မတ်ခြင်းလန်းသို့လိုက်သောစင်းရဲသူသည်တာ၍ကောင်း၏စိတ်ဝိညာဉ်သည်ပညာအတတ်မရှိဘဲမနေကောင်းအလင်းအမြန်သွားသောသူသည်လည်းမှားယွင်းတတ်၏လူသည်မိုက်သောသဘောကြောင့်လမ်းလွဲ၍စိတ်ထဲမှထာဝရဘုရားကိုကဲ့ရဲ့ပြစ်တင်တတ်၏စည်းစိမ်ရှိလျင်အဆွေခင်ပွန်းများတတ်၏ဆင်းရဲသောသူမူကားမိမိအိမ်နီးချင်းနှင့်မျှမပေါင်းဖော်ရမမှန်သောတသက်သည်အပြစ်မခံရဘဲမနေရမုတာကိုတုံသောသူသည်လည်းဒဏ်နှင့်မလွတ်ရများသောသူတို့သည်မင်းကိုဖြောင်းဖြတ်တတ်ကြ၏လက်ဆောင်ပေးသောသူကိုလည်းလူတိုင်းမိတ်ဆွေဖွဲ့တတ်၏ဆင်းရဲသောသူ၏ညီအကိုရှိသမျှတို့သည်သူ့ကိုမုန်းတတ်ကြ၏သူ၏အဆွေခင်ပွန်းတို့သည်သူ့ကိုတာ၍ဝေးစွာရှောင်တတ်ကြ၏လက်၍ခေါ်တော်လဲကွယ်ပြောက်ကြပြီပညာကိုရတော်သူသည်မိမိအသက်ဝိညာဉ်ကိုချစ်ရာရောက်၏
ဉာဏ်ကိုဆွဲလန်းသောသူသည်လည်းကောင်းကျိုးကိုခံတတ်၏မမှန်သောတသက်သည်အပြစ်မခံရပေမနေရမုတာကိုတုံးသောသူသည်လည်းပျက်စီးခြင်းသို့ရောက်လိမ့်မည်မိုက်သောသူသည်မပျော်မွေ့သင်ထိုမြမကကျွန်းသည်မင်းတို့ကိုအစိုးမရသင်တမာတရိရှိသောသူသည်မိမိအမျက်ဒေါသကိုချုပ်တီးတတ်၏သူတစ်ပါးပြစ်မှားခြင်းကိုတီးခံသောသူသည်လည်းဘုံအတည်ရှိ၏ရှင်ဘုရင်၏အမျက်တော်သည်ရှင်သိဟောက်တကဲ့သို့ဖြစ်၏ဂျေဇုတော်မူကားမြတ်ပေါ်မှကျသောနှင်းရည်ကဲ့သို့ဖြစ်၏မိုက်တော်သားသည်အဘဆင်းရဲစရာအကြောင်းဖြစ်၏အဆက်ဆက်ကျသောမိုးပေါက်နှင့်တူ၏အိမ်နှင့်စည်းစိမ်သည်မိဘအမွေဥစ္စာဖြစ်၏တမာတရိရှိသောမယားမူကားထာဝရဘုရားပေးသနာတော်မူရာဖြစ်၏ပြင်းရည်သောသဘောသည်လွန်ကျူးစွာအိပ်ပျော်စေ၍ပြင်းရည်သောသူသည်အငတ်ခံရ၏ပြည့်ညတ်တရားကိုစောင့်သောသူသည်မိမိအသက်ဝိညာဉ်ကိုစောင့်ရာရောက်၏မိမိသွားရလမ်းတို့ကိုမထီလေးစားပြုသောသူမူကားအသေးခံရ၏စင်ရဲသားကိုတနာသောသူသည်ထာဝရဘုရားအားချီးငှားသောသူဖြစ်၍သူပြုသောအမှု၏အကျိုးကိုဆက်ပေးတော်မူလိမ့်မည်မျော်လင့်စရာရှိစဉ်ခါကိုသားကိုဆုံးမလောသူ့ကိုအကျိုးနည်းအောင်တနာသောစိတ်မရှိနှင့်ဒေါသအမျက်ကြီးသောသူသည်အပြစ်ဒဏ်ကိုခံရလိမ့်မည်သူ့ကိုကယ်နှုတ်လျင်အဖန်ဖန်ကယ်နှုတ်ရမည်နောက်ဆုံးကာလ၌ပညာရှိဖြစ်လိုသောငါဆုံးမသောစကားကိုနားထောင်၍ဤဥပဒေသားကိုခံယူလောလူသည်အထူးထူးအပြားပြားကြံစီတတ်၏တို့ရာတွင်ထာဝရဘုရား၏အကြံတော်သည်တည်လိမ့်မည်လူသည်စေတနာရှိလျင်ကျေးဇူးပြုရာရောက်၏ဆင်းရဲသောသူသည်လည်းမုတာသုံးသောသူထက်သာ၍ကောင်း၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်အသက်ရှင်ခြင်းနှင့်ဆိုင်သည်ဖြစ်၍ထိုသဘောရှိသောသူသည်အလိုဆန္ဒပြည့်စုံလျက်ရှိ၍ဘေးဥပတ်နှင့်ကင်းလွတ်လိမ့်မည်ပြင်းရသောသူသည်မိမိလက်ကိုအိုး၌သွင်းတော်လဲတဖန်နှုတ်၍မိမိပါးစပ်သို့မခွန့်လို့မထီမဲ့မြင်ပြုသောသူကိုရိုက်လျင်ဉာဏ်တိမ်သောသူသည်တတိယလိမ့်မည်ဉာဏ်ကောင်းသောသူကိုဆုံးမလျင်သူသည်ပညာတရားကိုနားလည်လိမ့်မည်အဘဥစ္စာကိုဖြုံး၍အမိကိုနှင်ထုတ်သောသားသည်အဆက်ခွဲသောသားကဲ့ရဲ့ခြင်းကိုခံစေသောသားဖြစ်၏ငါသာပညာတရားကိုပေးစေခြင်းငါတွင်တင်သောသူ၏စကားကိုနားမထောင်နှင့်အဓမ္မသက်သေးသည်တရားကိုမထီမဲ့မြင်ပြုတတ်၏မတရားသောသူသည်လည်းဒုစရိုက်ကိုစား၍မြို့တတ်၏မထီမဲ့မြင်ပြုသောသူတို့အဖို့အပြစ်စီရင်ခြင်းမိုက်သောသူတို့၏ကြောအဖို့ဒဏ်ပေးခြင်းသည်အသင့်ရှိ၏တုတ်တန်ကျမ်းအခန်းကြီး20စပိယီသည်လှည့်စားတတ်၏တေယီတေရက်သည်ယုံရင်ခတ်ပြုခြင်းအမှုကိုဖြစ်စေတတ်၏ထို့သောအားဖြင့်မှားယွင်းသောသူသည်ပညာမရှိရှင်ဘုရင်ကြောက်စေသောအမှုသည်ချင်းသေးဟောက်ခြင်းနှင့်တူ၏အမျက်တော်ကိုနှိုးဆော်သောသူသည်မိမိအသက်ကိုပြစ်မှား၏ရန်တွေ့ခြင်းကိုငိမ့်စေသောသူသည်ဂုံအတည်ရှိ၏မိုက်သောသူမူကားအမှုနှင့်ရောနှောတတ်၏ချမ်းသာသောကြောင့်ပြင်းရသောသူသည်လေမလုလို့ထို့ကြောင့်စပားရိတ်သောကာလ၌သူတစ်ပါးကိုတောင်းတော်လဲမရရာလူစိတ်နှလုံး၌ပညာကြံသည်နတ်သောရည်နှင့်တူတော်လဲဉာဏ်ကောင်းသောသူသည်ခတ်ယူလိမ့်မည်လူများတို့သည်မိမိတို့ပြုသောကျေးဇူးကိုကြားပြောတတ်၏တစ္ဆာရှိသောသူကိုကအဘယ်သူရှာ၍တွေ့နိုင်သနည်းဖြောင့်မတ်သောသူသည်မိမိဖြောင့်မတ်ခြင်းလမ်းသို့လိုက်၍သူ၏သားစဉ်မြေးဆက်တို့သည်မင်္ဂလာရှိကြ၏
တရားပလင်ပေါ်မှာထိုင်သောရှင်ဘရင်သည်မကောင်းသောအမှုအရာရှိသမျှတို့ကိုမျက်စိတော်နှင့်ပေရှင်းတတ်၏ငါသည်ကိုယ်စိတ်နှလုံးကိုစင်ကြယ်စေပြီးအပြစ်နှင့်ကင်းလွတ်၏ဟုအဘယ်သူဆိုနိုင်သနည်းအလေးချင်းမတူသောအလေးအဝင်ချင်းမတူသောတင်းတောင်းတို့ကိုထာဝရဘုရားဆက်ဆုပ်ယွန်ရှာတော်မူ၏သူငယ်တော်လေမိမိပြုသောအမှုသည်စင်သည်မစင်သည်မှန်သည်မမှန်သည်ကိုမိမိအချင်းအရာအားဖြင့်ပြ၍မိမိသဘောကိုထင်ရှားစေ၏ကြားတတ်သောနားကို၎င်းမြင်တတ်သောမျက်စိကို၎င်းထာဝရဘုရားဖန်ဆင်းတော်မူပြီးစင်ရဲမည်ဟုစိုးရိမ်စရာရှိသည်ဖြစ်၍အိတ်ချင်းကိုမတက်မတ်နှင့်နိုးတက်လျင်ဝစွာစားရ၏ဝဲသောသူကမကောင်းဘူးမကောင်းဘူးဟုဆိုတတ်၏ဝဲ၍သွားပြီးမှဝါကြတတ်၏ရွှေရှိ၏ပဒမြားလည်းရှိ၏ပညာအတတ်နှင့်ပြည့်စုံသောနှုတ်မူကားအလွန်အဖိုးထိုက်သောယတနာဖြစ်၏မကျွမ်းသောသူအတွက်အမျိုးပြတ်သောမိန်းမအတွက်အာမခံတတ်သောသူသည်အဝတ်အစရှိသောဥစ္စာတစ်စုံတစ်ခုကိုပေါင်ထားစေလှည့်စား၍ရသောအစာသည်ချိုမိန်တော်လဲစားသောသူ၏နှုတ်သည်ကြောက်စရည်နှင့်ပြည့်လိမ့်မည်အကြံရှိသောသူသည်သူတစ်ပါးနှင့်တိုင်ပင်လျှင်အကြံထမြောက်တတ်၏ကောင်းသောတိုင်ပင်ခြင်းရှိမှသာစစ်မှုကိုပြုရမည်လေ၍စကားများသောသူသည်လှုပ်ဝက်အပ်သောအရာကိုဖော်ပြတတ်၏သူဖြစ်၍ချောမော့တတ်သောသူနှင့်မပေါင်းဖော်နှင့်အကျဉ်သူသည်မိဘကိုကျိန်ဆဲ၏သူသူ၏မိခွက်သည်ထူထပ်သောမောင်မိုက်၌သေးလိမ့်မည်အမွေဥစ္စာကိုအစာအိုး၌အလင်ရနိုင်တော်လေအဆုံး၌အမင်္ဂလာဖြစ်လိမ့်မည်ငါသည်ရန်တုံပြုမည်ဟုမဆိုနှင့်ထာဝရဘုရားကိုငတ်လင့်လောသူပြုလျင်ကဲတင်တော်မူလိမ့်မည်အလေးချင်းမတူသောအလေးတို့ကိုထာဝရဘုရားဆက်ဆုပ်ယွန်ရှာတော်မူ၏စင်လဲသောချိန်ခွင်လည်းအပြစ်ရှိ၏လူသွားရလမ်းတို့ကိုထာဝရဘုရားစီရင်တော်မူ၏တို့ဖြစ်၍သူသည်မိမိသွားရလမ်းတို့ကိုအဘယ်သို့နားလည်နိုင်သနည်းဖျားအမှု၌စကားလိုမိတော်သူတစ္ဆာဂတိထားပြီးမှမေးမြန်းတော်သူသည်ကြော့ကွင်းနှင့်တွေ့မိပြီပညာရှိသောရှင်ဘရင်သည်လူဆိုးတို့ကိုကွဲပြားစေ၍ဘီးနှင့်ဖြစ်တတ်၏လူဤစိတ်ဝိညာဉ်သည်ကိုယ်အတွင်း၌ရှိသမျှတို့ကိုစစ်ဆေးသောထာဝရဘုရား၏မိခွက်ဖြစ်၏ဂယုဏတရားနှင့်သစ္စာတရားသည်ရှင်ဘရင်ကိုစောင့်မတတ်၏ရာဇပလင်တော်သည်ဂယုဏတရားအဖြစ်မြဲမြံတတ်၏လူပြူဤဘုံကအစွမ်းတတိလူဦးဤဂုံအတည်ကဖြူသောသပင်ဖြစ်၏အနာကိုမွေနောက်ခြင်းအပြင်အစိုးအညစ်နှင့်ကင်းစင်တတ်၏ဒဏ်ချက်ရာတို့သည်လည်းကိုအတွင်းအရက်တို့၌ထို့သောကျေးဇူးကိုပြုတတ်၏